ကဘာပေါ်ကတန်ဖိုးအကြီးဆုံးငွေတွေကတစ်ခုဖြစ်တဲ့အမေရိကန်ဒေါ်လာ100ရန်ပေါ်ကလူကြီးအကြောင်းကိုသိကြလားဒီပုဂ္ဂိုလ်ကြီးအကြောင်းကိုမသိကြရင်တော့ဒေါ်လာ100ရန်ပေါ်ကလိပ်ပြောင်ပြောင်တဲ့ဒီမျက်နှာကြီးကိုတော့လူတိုင်းရင်းနှီးကြမယ်ထင်ပါတယ်များသောအားဖြင့်အမေရိကန်နိုင်ငံရဲ့ငွေစက္ကူတွေပေါ်မှာတွေ့ရတဲ့သူတွေဟာသမ္မတတွေဖြစ်ပေမဲ့ဒီ100ရန်ပေါ်ကလူကြီးကတော့ဒီစိမ့်တစ်ခါလေးမှတော့သမ္မတမဖြစ်ခဲ့ရတဲ့သူပါဒါဆိုဒီလူဟာသမ္မတတူလည်းမဟုတ်ဘဲနဲ့သမ္မတတွေနဲ့ရေမောင်တက်ပြီးတော့အမေရိကန်နိုင်ငံရဲ့တန်ဖိုးကြီးဆုံးငွေစက္ကူပေါ်မှာဘလို့နေရာရယူနိုင်ခဲ့လဲဆိုတာကိုပြောပြပေးမှဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်ရှင်ဒီဒေါ်လာ100ရန်ပေါ်မှာနေရာယူထားတဲ့ပုဂ္ဂိုလ်ရဲ့နာမည်က Benjamin Franklin လို့ခေါ်ပါတယ်သူဟာအမေရိကန်နိုင်ငံကိုအင်အားကြီးဆုံးနိုင်ငံတစ်ခုဖြစ်အောင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ပဲ့ကိုင်ရှင်တဦးဆိုလည်းမမှားပါဘူးသူက1906ခုနှစ်အမေရိကန်နိုင်ငံဘော့စတွန်မြို့မှာမွေးဖွားခဲ့ပြီးတော့မောင်နှမ18ယောက်ရှိတဲ့အနက်15ယောက်မြောက်သားလည်းဖြစ်ပါတယ်။မိသားစုကဆင်းရဲလွန်းတာကြောင့်ပညာရေးကိုကောင်းကောင်းသင်ယူခွင့်မရခဲ့ပါဘူး။ငွေကြေးအခက်အခဲကြောင့်ကျောင်းကို2နှစ်ပဲတက်ခဲ့ရသူပါ။အသက်10နှစ်အရွယ်မှာကျောင်းစတက်ပြီးတော့10နှစ်မှာကျောင်းထွက်ခဲ့ရပါတယ်။ဒါပေမဲ့သူဟာစာပေကျင်းကိုအလွန်ဝါသနာပါတာဖြစ်လို့ကိုယ့်ဘာသာကိုစာအုပ်တွေရှာဖွေဖတ်ရှုရင်းနဲ့ပညာတွေကိုစီးပူးခဲ့ပါတယ်။ကျောင်းထွက်ပြီးနောက်ပိုင်းမှာတော့ကိုဖြစ်သူရဲ့ပုံနှိပ်တိုက်မှာအလုပ်သင်ဖြစ်ဝင်ရောက်လုပ်ကင်ခဲ့ရကနေစာပေတွေနဲ့ပုံမှန်ရင်းနှီးလာခဲ့ပြီးတော့လိုဝက်နာမည်တွေသုံးကစောင်းမားတွေရေးသားလာခဲ့ပါတယ်။ဒါပေမဲ့အကိုဖြစ်သူနဲ့မကြာခဏသဘောထားကွဲလွဲမှုတွေရှိခဲ့တဲ့အတွက်အသက်18နှစ်အရွယ်မှာဘော့စတွန်မြို့ကနေဖီလာဒဲဖီးယားမြို့ကိုပြောင်းလာခဲ့ရပါတယ်။အဲဒီအချိန်ကသူ့ဘဝဟာတုံညာကနေစတင်ခဲ့ရတာဖြစ်ပြီးတော့သူ့ရဲ့စ조사အားထုတ်မှုတွေကြောင့်အောင်မြင်တဲ့လမ်းကြောင်းပေါ်ကိုတဖြည်းဖြည်းရောက်ရှိလာခဲ့ပါတယ်။သူဟာပုံနှိပ်လုပ်ငန်းမှာကျွမ်းကျင်တာကြောင့်အလွယ်တကူအလုပ်တွေကိုရရှိခဲ့ပါတယ်။နောက်ပိုင်းမှာတော့ပုံနှိပ်နည်းပညာအသစ်တွေကိုထပ်မံလေ့လာပြီးတော့ကိုယ်ပိုင်ပုံနှိပ်တိုက်တစ်ခုကိုတည်ထောင်ရာကနေနာမည်ကြီးသတင်းစာတွေကိုပါအောင်မြင်စွာထုတ်ဝေနိုင်ခဲ့ပါတယ်။ဒီပုံနှိပ်လုပ်ငန်းတွေကနေသူဟာအလွန်ကြွယ်ဝချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်လာခဲ့ပါတယ်။ Benjamin Franklin ဟာသူ့ကိုယ်သူချမ်းသာအောင်လုပ်ရုံသာမကပဲပြည်သူလူထုရဲ့အကျိုးကိုလည်းအမြဲတမ်းစဉ်းစားခဲ့သူဖြစ်ပါတယ်။ဖီလာဒဲဖီးယားမြို့ကြီးကိုတိုးတက်ကောင်းမွန်စေဖို့စီမံကိန်းများစွာကိုဦးဆောင်ကောင်ထည်ဖော်ခဲ့တဲ့သူပါ။ဒါပြင်ပထမဦးဆုံးသောပြည်သူ့စာကြီးတိုက်ကိုတည်ထောင်ပေးခဲ့သလိုမိသက်တပ်ဖွဲ့တွေကိုလည်းစတင်ဖွဲ့စည်းပေးခဲ့တဲ့သူပါ။နောက်ပြီးဆေးရုံတရုံတည်ဆောက်ပေးခဲ့တဲ့အပြင်နာမည်ကြီးပန်ဆယ်ဗေးနီးယားတက္ကသိုလ်ကိုလည်းစတင်တည်ထောင်ခဲ့တဲ့သူဖြစ်ပါတယ်။မြို့ရင်းလမ်းတွေကိုတန်ရှင်းရေးလုပ်ဖို့နဲ့လမ်းမီးတွေတက်ဆင်ဖို့ကိုလည်းသူကပဲအကြံဉာဏ်ပေးပြီးတော့ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ဒီလိုပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုအများကြီးလုပ်ဆောင်ခဲ့တဲ့အတွက်သူ့ကိုပြည်သူတွေကအလွန်ချစ်ခင်လေးစားခဲ့ကြပါတယ်။အသက်42နှစ်အရွယ်မှာတော့စီးပွားရေးလုပ်ငန်းတွေကနေအနားယူခဲ့ပြီးတော့သူဝါသနာပါတဲ့သိပ္ပံပညာရေးကိုအာရုံစိုက်ခဲ့ပါတယ်။သူဟာသဘာဝတရားနဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်တွေကိုရှာဖွေရတာအလွန်နှစ်သက်တာကြောင့်လျှက်စစ်စွမ်းရည်နဲ့ပတ်သက်ပြီးတော့စူးစမ်းလေ့လာမှုတွေအများကြီးလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလူတွေဟာလျှက်စစ်ဆိုတာဘာမှန်းတော့မသိကြသေးပါဘူး။မိုးတက်မုန်တိုင်းတွေကျနေတဲ့အချိန်မှာသူဟာပိုးသားနဲ့လှုပ်ထားတဲ့စွန်တစ်ခုကိုလွတ်တင်ခဲ့ပြီးတော့အဲ့ဒီစွန်ကျိုးမှာတထုတော့တစ်ချောင်းကိုချီနှောင်ခဲ့ပါတယ်။မိုးကျိုးပြစ်လိုက်တဲ့အခါလျှက်စစ်တအားဟာစွန်ကျိုးကနေတစ်ဆင့်တထုတော့စီကိုစီးဆင်းလာတာကိုတွေ့ရှိခဲ့ရပါတယ်။ဒီရှာဖွေမှုတွေကြောင့်သူဟာကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေရဲ့လေးစားအသိမှတ်ပြုခြင်းကိုခံခဲ့ရပါတယ်။ဒီတွေ့ရှိမှုကနေတစ်ဆင့်မိုးကျိုးလွှဲကိုတီထွင်ခဲ့ပြီးတော့မိုးကျိုးပြစ်ခံရလို့အဆောက်အုံတွေမီးလောင်ပျက်စီးရတဲ့ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ဒါအပြင်အနည်းကြီးအဝေးကြီးမှန်ဘလူးနှစ်ခုစလုံးပါဝင်တဲ့မျက်မှန်ကိုလည်းသူကပဲတီထွင်ခဲ့တာပါ။ပြီးတော့ဆောင်းရာသီမှာအိမ်တွင်းအပူပေးတဲ့ Franklin မီးပုံကိုတီထွင်ခဲ့တဲ့အပြင်ဖန်ခွက်တွေကိုသုံးပြီးတော့တီးခတ်ရတဲ့တူရိယာတစ်မျိုးကိုလည်းတီထွင်ခဲ့ပါသေးတယ်။အံ့ဩစရာကောင်းတာကသူတီထွင်ခဲ့တဲ့ပစ္စည်းတွေအားလုံးကိုမူပိုင်ခွင့်တစ်ခုမှမယူခဲ့တာပါ။သူ့ရဲ့တီထွင်မှုတွေအားလုံးဟာလူသားတွေအကျိုးရှိရှိအသုံးပြုဖို့ရည်ရွယ်ခဲ့တာဖြစ်တယ်လို့သူကဆိုပါတယ်။ဒီလိုနဲ့သိပ္ပံပညာရှင်တဦးအဖြစ်နာမည်ကြီးလာရသလိုနိုင်ငံရေးလောကမှာလည်းတဖြည်းဖြည်းဩဇာညောင်းလာခဲ့ပါတယ်။သူ့ကိုအမေရိကန်နိုင်ငံရဲ့စာရိုက်ညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်လိုက်ခဲ့ရမှာစာပို့စနစ်ကြီးတစ်ခုလုံးကိုပုံမှန်မြန်ဆန်ကောင်းမွန်လာအောင်ပြုပြင်ပြောင်းလဲနိုင်ခဲ့ပါသေးတယ်။ကိုလိုနီပြည်နယ်တွေအကြားညီညွတ်မှုရှိစေဖို့အတွက်သူကအမြဲတမ်းစ조사ခဲ့ပြီးတော့ဗြိတိရှအစိုးရကကိုလိုနီပြည်နယ်တွေအပေါ်မတရားအခွန်ကောက်ခံတဲ့အခါမှာလည်းပြည်သူတွေရဲ့ကိုယ်စားဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုတွားရောက်ပြီးဖြည့်ရှင်းခဲ့ရပါတယ်။နောက်ဆုံးမှာတော့သူဟာအမေရိကန်တွေအနေနဲ့လွတ်လပ်ရေးရယူဖို့ကလွဲပြီးတော့တခြားရွေးချယ်စရာမရှိတော့ဘူးဆိုတာကိုသဘောပေါက်လာခဲ့ပါတယ်။ဒါကြောင့်1986ခုနှစ်မှာသောမတ်ဂျက်ဖာဆန်တို့နဲ့အတူအမေရိကန်လွတ်လပ်ရေးကြေညာစာတမ်းရေးဆွဲရာမှာအဓိကအခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။လွတ်လပ်ရေးကြေညာပြီးနောက်ဗြိတိရှတွေနဲ့စစ်ပွဲဖြစ်ပွားတဲ့အခါမှာလည်းအမေရိကန်တွေဘက်ကအင်အားနည်းနေတာကြောင့်အသက်80အရွယ်ရှိနေပြီဖြစ်တဲ့Benjamin Franklin ဟာပြင်သစ်နိုင်ငံကိုတွားရောက်ခဲ့ပြီးတော့ပြင်သစ်အစိုးရစီကနေအကူအညီတွေတောင်းခဲ့ရပါတယ်။ သူ
သူ့ရဲ့ဉာဏ်ပညာကြီးမားမှုနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမှုတွေကြောင့်ပြည်သူတွေနဲ့အစိုးရတွေစီကချစ်ခင်မှုတွေရရှိခဲ့တဲ့အပြင်လက်နက်ငွေကြေးနဲ့ရေတပ်စားတဲ့အကူအညီတွေကိုရရှိခဲ့ပြီးတော့အမေရိကန်လွတ်လပ်ရေးစစ်ပွဲကိုအောင်နိုင်စေခဲ့တာဖြစ်ပါတယ်။စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာလည်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲရမှာအရေးပါတဲ့အခန်းကနေပါဝင်ခဲ့ပါသေးတယ်။ Benjamin Franklin ဆုံးပြီးနောက်ပိုင်းရာစုတစ်ခုအကြာ1914ခုနှစ်မှာအမေရိကန်အစိုးရကဒေါ်လာ100ရန်ငွေစက်ကိုအသစ်ထုတ်ဝေတဲ့အခါသမ္မတမဟုတ်တဲ့ Benjamin Franklin ကိုတမင်သက်ရွေးချယ်ခဲ့တာပါ။ဘာကြောင့်လဲဆိုတော့သူဟာအမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ပြည်လဲတည်ထောင်ရေးမှာအဓိကကျတဲ့သူတဦးဖြစ်နေုံသာမကစ조사အားထုတ်မှုဉာဏ်ပညာကြီးမားမှုနဲ့ဆင်းရဲတဲ့ဘဝကနေကိုယ်ထူးကိုယ်ကြုံအောင်မြင်လာတဲ့အမေရိကန်နိုင်ငံရဲ့အကောင်းဆုံးပြရုပ်တစ်ခုဖြစ်နေလို့ပါပဲ။သမ္မတတဦးမဖြစ်ခဲ့ပေမဲ့သမ္မတတွေထက်ပိုမိုကြီးကျယ်ခမ်းနားတဲ့သမိုင်းကြောင်းကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ Benjamin Franklin ဟာနိုင်ငံအတွက်ပြည်သူလူထုအတွက်အကျိုးရှိတဲ့လုပ်ရက်တွေကိုအများကြီးလုပ်ခဲ့တယ်။ပြီးတော့သူဝါသနာပါတဲ့ပညာရက်တွေကိုတည်ထွင်ရင်းနဲ့ပဲဘဝကိုညီကုန်းချုပ်ခဲ့တာဖြစ်ပါတယ်။ဒီလောက်ဆိုရင်ဒီပုံကိုကြီးကိုဘာကြောင့်ဒေါ်လာ100ရန်ပေါ်မှာထည့်သွင်းလဲဆိုတာကိုသိလောက်ကြပြီးထင်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ Channel လေးကိုလည်း follow လုပ်ထားခဲ့ပေးပါအောင်နော်။